ငရဲကြီးတာမကြီးတာအပြစ်ရှိတာမရှိတာဘာနဲ့တိုင်းတာမှလဲနှလုံးသားထဲမှာအမုန်းတရားဝင်လာတာနဲ့တပြိုင်နက်အေးငိမ့်တဲ့စိတ်နှလုံးတွေဟာဆုံးရှုံးသွားပြီအဲ့ဒီလိုဒေါသဆိုတာကောင်းသလားမကောင်းဘူးလားဆိုတာကိုယ်တိုင်သိတာပဲအမှန်နဲ့အမှားကိုဆုံးဖြတ်တဲ့အခါမှာအားကိုးယုံကြည်လောက်တဲ့အကြောင်းဆိုတာဘာလဲကိုယ်တိုင်လက်တွေ့သိတဲ့အသိဉာဏ်ပဲဖြစ်တယ်ကိုယ်တိုင်သိအောင်လုပ်ကိုယ်တိုင်သိတဲ့အချက်ဟာအသေးချာဆုံးပဲဥပမာလောဘဆိုတဲ့သဘောတရားဒေါသဆိုတဲ့သဘောတရားမောဟဆိုတဲ့သဘောတရားဟာပြစ်ရှိတဲ့အရာလားအပြစ်မရှိတဲ့အရာလားမြန်မာလိုပြောမယ်ဆိုရင်ငရဲကြီးသလားမကြီးဘူးလားကိုဟာကိုစဉ်းစားကြည့်ဖို့ငရဲကြီးတာမကြီးတာအပြစ်ရှိတာမရှိတာဘာနဲ့တိုင်းတာမှလဲထင်ရှားတာတခုပြောမဲ့ဥပမာကိုယ်စိတ်ထဲနှလုံးသားထဲမှာဒေါသဆိုတာဝင်လာတာနဲ့တပြိုင်နက်စိတ်နှလုံးအေးချမ်းမှုတွေလက်လွတ်ဆုံးရှုံးသွားတယ်အဲ့ဒါဟာဒေါသရဲ့အဖြစ်ပဲပင်ကိုတည်ငြိမ်တဲ့စိတ်လေးပျက်စီးသွားပြီးပူလောင်တဲ့စိတ်တွေဖြစ်ပေါ်လာတာဟာဒေါသရဲ့ဆိုးကျိုးပဲနောင်ဘဝငရဲရောက်တာမရောက်တာအသာထားဒေါသဟာကောင်းသလားမကောင်းဘူးလားဆိုတာအခုဘဝမှာပဲကြည့်လို့ရတယ်ဒေါသဖြစ်လာတဲ့အချိန်မှာဒေါသကနှလုံးသားကိုပူလောင်တယ်အရာရာကိုမကြေမနက်တာတွေဖြစ်လာတယ်အတွေးကလည်းရိုင်းဆိုင်တဲ့အတွေးမျိုးတွေတွေးလာတယ်ဒေါသဖြစ်လာလို့ရှိရင်ပြုံးရွှင်တဲ့မျက်နှာပျက်စီးသွားတယ်ပြင်းထန်လာလို့ရှိရင်တကိုယ်လုံးအသားဆက်တုံလာတယ်။ပါဇက်ကပြောပြီးဆိုလို့ရှိရင်လည်းကျင်နာတဲ့စကားလုံးတွေမထွက်ဘူးတဲ့။မကြောက်ဝံ့မနာတာစကားမျိုးတွေပဲထွက်လာတယ်။အဲ့ဒီလိုစကားမျိုးတွေပြောရဲလာတယ်။လုပ်တဲ့အလုပ်တွေကလည်းကိုယ့်အတွက်နစ်နာမဲ့အလုပ်တွေသူများအတွက်နစ်နာမဲ့အလုပ်တွေလုပ်လာတယ်။ယခုလိုလက်တွေ့ကြကြစဉ်းစားပြီးတော့ကြည်လိုက်လို့ရှိရင်ဒေါသရဲ့အဖြစ်တွေစိုးကျိုးတွေကိုကိုယ်တိုင်သိနိုင်တယ်။ဒေါသကြောင့်သူများကိုတခုခုလုပ်တာမလုပ်တာအသာထားကိုယ့်ရဲ့နှလုံးသားထဲဒေါသဖြစ်လာတဲ့အချိန်ကစပြီးတည်ငြိမ်မှုတွေဆုံးရှုံးသွားတာတေချာတယ်ဒါလူတိုင်းသိတာပဲပျော်ရွှင်နေတာတွေအားလုံးဆုံးရှုံးသွားပြီးငြိမ်းချမ်းနေတဲ့စိတ်လေးဆုံးရှုံးသွားပြီးနောက်ဆုံးမှာတွေးတိုးယောဂရှိရင်တွေးတက်သွားမယ်နှလုံးယောဂရှိတယ်ဆိုလို့ရှိရင် heart attack ရသွားမယ်ဒေါသကချက်ချင်းဒုက္ခပေးတဲ့ဒါထင်ရှားတဲ့တာတကတရက်ပဲအဲ့ဒီလိုဒေါသဆိုတာကောင်းသလားမကောင်းဘူးလားဆိုတာကိုယ်တိုင်သိတာပဲဒေါသမကောင်းဘူးဆိုတာကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တယ်မြတ်စွာဘုရားကအဲ့ဒါကိုဟောလိုတာဖြစ်ပါတယ်။တဘာဝတရားဆိုတာသူ့သဘောသူဆောင်တာ။ဘုရားကမကောင်းဘူးဟောလို့မကောင်းတာဖြစ်ရတာမဟုတ်ဘူး။အေးလှုပ်ချင်တာတွေလှုပ်ငါရှိဝင်ခံလိုက်လို့ရှိရင်အပြစ်တွေအကုန်ပြောက်မယ်ဆိုတာမဖြစ်နိုင်ပါဘူး။ဖြစ်ပြီးသားအပြစ်တွေဘလို့လှုပ်ပြောက်မလဲဒေါသကြောင့်ဖြစ်လာတဲ့ဆုံးရှုံးမှုတွေကဖြစ်ပြီးသွားပြီလေ။နှလုံးသားထဲမှာအမုန်းတရားဝင်လာတာနဲ့တပြိုင်နက်အေးငြိမ့်တဲ့စိတ်နှလုံးတွေဟာဆုံးရှုံးသွားပြီ။မပြောတဲ့နာတွေပြောမိသွားပြီးမလုပ်တဲ့နာတွေလုပ်မိသွားပြီးပြင်လို့ရသလားမရတော့ဘူး What should be done cannot be undone လုပ်ပြီးသားတစ်ခုဟာမလုပ်ဘူးလို့ပြောလို့မရတော့ဘူးအဲ့ဒီကလေးကမှားယွင်းချွတ်ချော်တဲ့အရာတစ်ခုဖြစ်သွားတယ်အဲ့ဒီတော့ဒီဒေါသဆိုတဲ့သဘာဝတရားဟာအပြစ်ရှိသလားမရှိဘူးလားဆိုရင်ဒီနေရာမှာအပြစ်ဆိုပါတော့မကောင်းတဲ့အကျိုးတွေပေးတာအဖြစ်ပဲအပြစ်ရှိသလားမရှိဘူးလားဆိုရင်ရှိတာပေါ့ပညာရှိတွေကချီးမွမ်းသလားကဲ့ရဲ့သလားဆိုရင်ကဲ့ရဲ့တာပေါ့ဒေါသကိုဘသူကမှမချီးမွမ်းဘူးဘယ်ပညာရှိကမှဟေ့ဒေါသဆိုတာကောင်းတယ်စိတ်ဆိုးတာကောင်းတယ်လို့ဘသူမှမပြောဘူးကျေးဇူးတော်ရှင်ပါမောက္ခချုပ်เสียရတော့ဒေါက်တာနန္ဒမလာပြီးဝန်တာ Facebook မှကူးယူဖော်ပြသည်